အားလုံးမင်္ဂလာပါကျွန်တော်ခိုင်ပါကျွန်တော်ဒီနေ့မှပတ်သွားဆောင်မှာမို့လို့ကျွန်တော်ခုမှအကောက်တစ်ပြန်ဖွင့်နေတဲ့ဆောင်လို့ကျွန်တော်ရဲ့ပတ်သွားလေးဖက်တော်နေနေအဲ့တော့ yeah run down လို့တော့ပတ်သွားဆောင် alright ရေလုံးအဲ့တော့ငါ့ကိုစုမေးကဲ bridge မေးဟာငါ bridge ရဘလို့ဖြစ်သွားတော့view လုံးနေ file ဆုံးမှာစောက်ရှက်တော့ကိုယ်ပြီ okay tab bridge မေးဒီကပြုတ်ကြရင်တော့ထွက်လိုက်တော့မေးခါတယ်Hello boy ကဲမင်းတီကိုချိန်တန်ပြီတာကြီးမင်းတီကိုချိန်တန်ပြီ Alright first one down ကဲ finding key ယူ Alright generator ကိုရီမြိုင်ကြာရဆိုအာမတစ်ခါရွေးလို့ရတယ် Alright ပစ္စည်းတွေစုပြီးတော့ရှားလည်းနေတော့ rush ရ Okay ကျွန်တော်က yellow line နဲ့ပဲ store rush ပဲโอเคဒါနဲ့ကျွန်တော်ပြောဖို့မယ်နော်တက်မနီမှာ return on မြန်မာနံပါတ်1လို့ရှိထားလို့တကယ်ထင်မြင်လာစေးနေနေတာကျွန်တော်ကဒီတိုင်းပဲအပြောသဘောနဲ့ရှောက်ရေးထားတကယ်တော့ကျွန်တော်လည်းဘာမှအဲ့လိုမကောင်းဘူးအဲ့ဒါဒီတိုင်းပဲအပြောသဘောရှိထား Hello တယောက်ရှိလား someone here ဟိုကမှတွေ့လိုက်ပြီလားအဲ့တော့သွားမယ်ကျွန်တော်အဲ့လို bridge တွေရတလားအဲ့ရရဲ့ကျွန်တော် trauma ရရတယ်အဲ့လို bridge တွေကိုတစ်စောင်းကြီး believe စာရေးလောက်တာကျွန်တော်အဲ့လိုနှစ်ခါလောက်ပြုတ်ကြဘူးတော့ trauma ရတယ်ဟိုအေးပါကွာမင်းတို့က balance မရှိဘူးI'm sorry short easy bro okay ကို40ကျော်ဆိုတော့ကိုရမ်းပဲနောက်တစ်လုံးထည့်ရမယ် final charge တွေဝယ်ထားတယ်နော် final ဘောအေးပြေသူရနေပြီနေရှင်မနေတာစောက်တလို့တီးပြန်ပြီပစ္စည်းစုအကောင်ကလေးစားချီရခေထိုင်စိုးဝယ်လိုက်မယ်ဒါပြီးရင်တော့အကောင်တော့ကျုံမယ်အေးတွေ့ပြီဆွမ်းနာမင်းကအိုင်ရောမှာနဲ့မလို့ငါမနိုင်တာအခုတော့ငါမတိုင်းမစိုးwhat the fuck ဒီပဲတိုင်းမအောင်မှာရော့သွားမှာအောက်ရိုက်ချပါလားတီးပြမတီးသေးဘူးချက်ပန်နေ okay အနာဖရပြတယ်မရဘူးနိုင်ဒီဗီဒီယိုလေးတော့လောက်ပါပဲဆုံးဖြတ်ပဲညိုရအောင်ကြည့်ရမယ် channel ကို like subscribe လုပ်ရင် like ဆိုတာလုပ်ခဲ့ပါကျွန်တော်ဒီမီလာမကုန်ခင်မှာ subscriber 100ပြည့်အောင်လုပ်နေရမှာလို့ subscribe လုပ်ရင် subscribe လုပ်ပြီးခဲ့ပါ okay နောက်မှပြန်တွေ့မယ်